အားလုံးပဲမင်္ဂလာပါ Going by YouTube channel လေးကပြန်လည်ပြီးတော့ကြိုဆိုပါရစေ Super Sunday ရဲ့ Manchester United Old Trafford အိမ်ကွင်းမှာ Champions League တိုက်ပွဲအဆင့်3နဲ့အဆင့်4ရမှတ်တူတွေ့ဆုံမှုမှာဘာတွေဆက်ဖြစ်သွားနိုင်လဲဆိုတော့ညီကိုတို့အနေနဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ Going by ကိုပိုက်ပဲဖြစ်ပါတယ်လက်ရှိဒီပွဲကိုကျွန်တော်တို့လူတို့ချင်းမလုပ်ပေးခင်မှာတော့မနေ့ညက Television နဲ့ join လိုက်ညီကိုတွေဒီတပွဲသာအနှုတ်ပြပါတယ်ပတ်ကိညီကိုတွေလည်းတပွဲသာအနှုတ်ပြပါတယ်အဲ့တော့ဒီနေ့ညမှာကျွန်တော်ညီကိုတွေအတွက်အကောင်းဆုံးပြန်လည်ပြီးတော့စူးစမ်းပေးပါမယ်အဲ့တော့ United ဒီအိမ်ကွင်း Old Trafford ကနေပြီးတော့ Aston Villa ကို 1.50 body ဈေးတန်းပေးပြီးတော့ဂိုးပေါင်းဈေးထဲမှာ3လုံးအပေါင်း30ဂိုးပေါင်းဈေးပေးထားတယ်နောက်ဆုံးတွေ့ဆုံခဲ့တဲ့ head to head ကျွန်တော်ကြည့်မယ်ဆို United အိမ်ကွင်းမှာတော့ United ဒီ 1.50 body ဈေးတန်းပေးပြီးတော့2 သီးဆိုပြီးရလက်လေးနဲ့အနိုင်ရရှိခဲ့တယ်ဘီလာအိမ်ကွင်းမှာတော့ဘီလာတော့ level 50 body ဈေးတန်းပေးပြီးတော့ 2-1 ဆိုပြီးရလက်လေးနဲ့အနိုင်ရရှိခဲ့တယ်အဲ့တော့သူ့အိမ်ကွင်းကိုယ့်အိမ်ကွင်းမှာတော့အပြန်လဲအနိုင်ရရှိခဲ့တယ်ဆိုပေမဲ့ကျွန်တော် head to head တွေ့ဆုံခဲ့တဲ့ကိန်းနဲ့အချက်လက်ရပြန်ကြည့်မယ်ဆိုတော့ United ကပဲ Aston Villa ကိုအသာစီးအနိုင်ရရှိတာများပါတယ်လက်ရှိ United current form ကျွန်တော်ကြည့်မယ်ဆိုရင်တော့တဖြည်းဖြည်း United current form ဒီအနည်းငယ်ကျဆင်းလာတာကျွန်တော်တို့တွေ့ရတယ်နောက်ဆုံးကစားခဲ့တဲ့ပြီးခဲ့တဲ့အပတ်တုန်းကဆိုရင်ဒါကျွန်တော်တို့ Newcastle အိမ်ကွင်းမှာ 2-1 ဆိုပြီးရလက်နဲ့ရှုံးနေခဲ့တယ်အဲ့ဒီရှုံးနေခဲ့တဲ့ရလက်ကဒါကျွန်တော်တို့နီးပြ Michael Carrick အတွက်မိကုန်းထုတ်စရာတွေအများကြီးပဲဘာဖြစ်လို့လဲဆိုတော့ Newcastle ဒီတယောက်ရော့နဲ့တောင်မှဒါကျွန်တော်တို့ဒုတိယပိုင်းတစ်ပိုင်းလုံးမှာခံကစားသွားပြီးတော့ဒါကျွန်တော်တို့မထင်မှတ်ထားတဲ့တက်မြန်တိုက်စစ်ကနေပြီးတော့ဂိုးသွင်းပြီး2-1ဆိုပြီးရလက်နဲ့ရှုံးနေခဲ့တာမိုက်ကယ်ကာရစ်ဒီဆုံးရှုံးခဲ့ရတဲ့ရမှတ်တွေကိုဒီနေ့သူ့ရဲ့အိမ်ကွင်း Old Trafford မှာပြန်ပြီးတော့အမှတ်တွေပြန်ရှာဖို့စုဆောင်းနိုင်မယ်လို့ကျွန်တော်တို့ထင်တယ်လက်ရှိ United ကိုမိုက်ကယ်ကာရစ်ကင်တွယ်ပြီးတဲ့နောက်ပိုင်းမှာမိုက်ကယ်ကာရစ်ဒီဒါကျွန်တော်တို့အမှတ်တော်တော်များများစုဆောင်းခဲ့တာလည်း Old Trafford အိမ်ကွင်းမှာတော်တော်များများစုဆောင်းခဲ့တယ် Old Trafford အိမ်ကွင်းမှာပဲအနိုင်ရရှိအောင်ကစားနိုင်ခဲ့တာကျွန်တော်တွေ့ရတယ်အဲ့တော့မိုက်ကယ်ကာရစ်ဒီ Old Trafford အိမ်ကွင်းမှာပို့ပြီးတော့ပြိုင်ဖက်အသင်းတွေကိုအသာစီးရရှိနိုင်အောင်ကစားနိုင်တဲ့မှတ်တမ်းကောင်းလေးတွေရှိတယ်။တစ်ဖက်က Aston Villa ပြန်ကြည့်မယ်ဆို Aston Villa ဒီကျွန်တော် Premier League မှာတဖြည်းဖြည်းရလက်ပိုင်းလေးတွေမှာဆိုးရွားနေတာကျွန်တော်တွေ့ရတယ်။ခြေကောင်းပိုင်းတွေမှာတော်တော်လေးကိုမတည်ငြိမ်နေတာကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ Europa League မှာတော့ဒါကျွန်တော်နေပုံစံကောင်းလေးတွေပြသနေတယ်။နောက်ဆုံးကစားခဲ့တဲ့ Europa League 16သင်းရှုံးတဲ့ပထမကြုံမှာပြင်သစ်မြေလိုင်လီအိမ်ကွင်းမှာဇီဝမ်းသူပြီးရလက်လေးနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်အဲ့တော့ United နဲ့ကစားပြီးသွားရင်ဘီလာဒီသူ့ရဲ့အိမ်ကွင်းမှာဒါကျွန်တော်တို့လိုင်လီနဲ့ထပ်ပြီးတော့ကစားရမှာအဲ့တော့ဂျားထဲမှာAston Villa ဒီပွဲပန်းတဲ့ဒဏ်တွေရှိတယ်United အသင်းသားတွေကတော့ဒါတပတ်မှတပွဲပဲကစားတာဖြစ်တဲ့အတွက်ကြောင့်မို့ကစားသမားတွေရဲ့ကြက်ငံမှုအပိုင်းမှာတော့ Aston Villa တက်အများကြီးတာတယ် Aston Villa ဘက်ကလည်းကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ရမှတ်တူဖြစ်တဲ့အတွက်ကြောင့်မို့ Aston Villa က United ကိုအဝေးကွင်းကနေပြီးတော့မနိုင်ခဲ့ဘူးဆိုရင်တော့မှအနည်းဆုံးတရီလောက်ထိမြုံမှန်းပြီးတော့ဒီနေ့ညပွဲကိုကစားလာနိုင်ဖို့ရှိတယ်လို့ကျွန်တော်တို့ထင်ပါတယ်လက်ရှိကျွန်တော်တို့တွေဒါနီးပြနှစ်ဦးရဲ့ဒါ technical ဘိုင်းဆိုင်ရာကျွန်တော်ကြည့်မယ်ဆိုရင်တော့Unai Emery ကပို့ပြီးတော့ Michael Carrick အတွက်အတွေ့အကြုံပိုရှိပါတယ်အဲ့တော့လက်ရှိဘူကီဖွင့်ထားတဲ့ 1.50 3လုံးပေါင်း30ဂိုးပေါင်းဈေးတန်းဒီကျွန်တော်တို့ United ဒီနိုင်ခဲ့ရင်တော့မှတကူအတာနဲ့ပဲကတ်နိုင်မဲ့ပုံစံမျိုးကိုဒါဘူကီဒီဖွင့်ထားတဲ့ဈေးတန်းလို့ကျွန်တော်တို့မြင်တယ်ဒီနေ့ Aston Villa ဒီအဝေးကွင်းနေပြီးတော့ဘယ်လိုမျိုးလောက်ပြနိုင်မလဲတရေပဲရအောင်ကစားသွားမလားဆိုတော့ကိုကျွန်တော်တို့စောင့်ကြည့်ရမှာ United ပရိသတ်တွေအနေနဲ့က United ဒီဘလို့ပုံဘလို့ဈေးတန်းပဲပေါက်ပါစေUnited မှာ United ဖြစ်နေတဲ့ညီကိုတွေကတော့ဒီနေ့ညမှာ United ကိုပဲထပ်ပြီးတော့စော့ပါလိမ့်မယ် Premier League တေးပဲအိမ်ဝင် current form အဝေးဝင် current form ပြန်ကြည့်တဲ့အချိန်မှာ United ဒီအိမ်ဝင်14ပွဲမှာရာဂိုးအနေနဲ့29ကိုပေးကို16ကိုဆိုတော့အိမ်ဝင်မှာUnited ရဲ့နောက်တန်းဒီတပွဲကိုတကိုးလောက်ထိပဲပေးထားတဲ့ခံစစ်ပိုင်းကိုပိုင်ဆိုင်ထားတယ်တိုက်စစ်ကတော့တပွဲကို2ကိုးလောက်ထိသွင်းထားနိုင်တယ်ဆိုတော့ United ဒီဒါကျွန်တော်တို့အိမ်ဝင်စွမ်းဆောင်ရည်ပိုင်းမှာခြေစွမ်းလေးမျှတယ်လို့ကျွန်တော်ထင်တယ်အဝေးကွင်းပြတဲ့ Aston Villa ပြန်ကြည့်မယ်ဆိုရင်အဝေးကွင်း14ပွဲမှာဆိုရင်ရာကို18ကိုပေးကို19ကိုဆိုတော့ Aston Villa ဒီအဝေးကွင်း current form မှာတပွဲကိုတကိုးလောက်သွင်းနိုင်တယ်ခံစစ်ပိုင်းမှာလည်းတပွဲကိုတကိုးလောက်ထိပေးထားတဲ့အနေအထားမှာရှိတယ်ဒီနေ့ညမှာUnited ကို Aston Villa ရမှတ်တူဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်တဲ့သင်းကတော့အဆင့်ဆုံးနေရာကိုပြက်ပြက်သားသားတက်လန်းသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာတော့ကျွန်တော်ကတော့ United body လေးပဲကြိုက်ပါတယ်အကြိုက်တူတဲ့ညီကူများနေနဲ့လည်းစော့ကစားဖို့အကြံပြုချင်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာတော့မနက်ပိုင်းဈေးကိုအခြေခံပြီးတော့ကျွန်တော်တို့ဒီဗီဒီယိုရိုက်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ညနေဈေးကွက်ပြောင်းလဲသွားပြောင်းလဲနိုင်တယ်တခြားသောတပွဲကောင်းတဲ့လက်ဆောင်မောင်းတွေလိုချင်နေဆိုညီကိုတို့ဒီ Television channel join ခဲ့ပါလို့ကျွန်တော်အနေနဲ့ဒီနေရာလေးပြောချင်ပါတယ်ဒီနေ့ညမှာ Unai Emery ဦးဆောင်တဲ့
ဘီလာသင်းကပဲ United တို့ရဲ့အင်္ဂွင်း Old Trafford မှာလဲဆင်းပြီးတော့အရှုံးပေးသွားနိုင်မှာလားမပေးနိုင်ဘူးလားဆိုတော့ညီကိုတို့အဖြေလေးတွေ comment တွေမှာဝင်ရောက်ဆွေးနွေးဖို့ပြောကြရင်းနဲ့ပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်အားလုံးပဲ good luck ပါ